တပါးရဲ့မာနကနိုင်ငံတော်တစ်ခုလုံးကိုဘယ်လိုများဖက်ဆီးပြနိုင်မှာလဲဒီနေ့မှာတော့ Shakespeare ရဲ့နာမည်ကျော်ဘီယန်ကြီးလီယာပြည့်စက်ရဲ့အစအဖွဲ့ရခမ်းမှာတင်ဖြစ်ခဲ့တဲ့ခြေခွက်ဆရာအမားတဲ့အကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင်အဲ့ဒီမေခွန်အဲ့ဒါကပဲဘီယန်လီယာရဲ့ခြေခွက်ဆရာဇလန်းတစ်ခုလုံးရဲ့အဓိကချက်ထိနေတာပါသူ့ရဲ့မာနပြီးတော့မှတရားကိုမမြင်နိုင်လောက်မက်ဆီကွယ်သွားမှုကသူ့ရဲ့နိုင်ငံတော်ရောသူမိသားစုကိုပါဘလို့များပြုတ်ကွယ်သွားစီခဲ့တယ်လဲဆိုတာကိုကြည့်လိုက်ကြရအောင်ဇလန်းကဒီလိုစတယ်ရှေးခေတ်ပြည်အတိတ်မှာပေါ့တက်တော်ကြီးလာပြီးဖြစ်တဲ့ဘီယန်လီယာဟာအေးချမ်းချမ်းနဲ့အနားယူဖို့ဆောင်ဖြတ်လိုက်တယ်ဒါပေမဲ့အဲ့ဒီမှာတင်ပြဿနာကစတာပဲသူကြမ်းမှတ်ခဲ့တဲ့အစီအစဉ်ကငင်းချမ်းရေးကိုယူမလာတဲ့ပြင်ခြေခွဲဆရာတွေကိုပဲတန်းစီပြီးတဲဆောင်လာကြတော့ပါပဲသူ့စိတ်ထဲမှာတော့ရည်ရွယ်ချက်ကကောင်းပါတယ်နောက်တစ်ချိန်သူ့နောက်မှာပฏิပတ်ခါတွေမဖြစ်ရလေအောင်တိုင်းပြည်ကိုတမီတော့၃ယောက်ကိုနီရဲ့ရီဂန်နဲ့ကော်ရီလီယာတို့ကိုခွဲပေးဖို့ဆုံးဖြတ်လိုက်တာကိုဒါပေမဲ့အဲ့ဒီမှာပဲသူမားသွားတာအာနာကိုစစ်မှန်တဲ့မေတ္တာနဲ့တိုင်းတာမယ်စားချိုသားတဲ့မြောက်ပင်စကားတွေနဲ့လဲဖို့စူးစမ်းလိုက်တာကပဲသူ့ရဲ့ပထမဆုံးနဲ့အကြီးမားဆုံးအမားကြီးဖြစ်သွားခဲ့ပါတယ်ကဲဖျင်လီယာရဲ့စီစဉ်ကိုကြည့်လိုက်ရအောင်ကြည့်လိုက်ရတဲ့အားနည်းချက်ကြီးတစ်ခုကိုတွေ့ရမှာပါသူကနိုင်ငံတော်ကိုခွဲပေးမယ်ဟုတ်ပြီဒါပေမဲ့ဘလို့ခွဲမှလဲဆိုတော့စင်မန်နဲ့တန်ကြောစင်ကိုကြည့်တာမဟုတ်ဘူးဘသူကသူ့ကိုချစ်စွန်းလဲဆိုတာကိုလူပုံလဲမှာဟန်းဆောင်ပတ်ဆောင်ပြောက်ခိုင်းပြီးအဲ့ဒီပေါ်မူဒီပြမှာဆုံးဖြတ်မယ်တဲ့ဆိုတော့ဒါဟာရှင်းရှင်းလေးပါပဲမာနပေါ်မှာအခြေခံထားတဲ့ဆုံးဖြတ်ချက်တစ်ခုပေါ့အခုဆိုရင်တော့ပြဇာရဲ့အဓိကအသက်သွေးကြော်ဖြစ်တဲ့အချစ်စမ်းပွဲအခန်းစီကိုရောက်လာပါပြီဒီအခန်းမှာပဲသမီးတော်၃ယောက်ရဲ့ကံကြမ္မာကိုတခြားဘာကမှမဟုတ်ဘူးသူတို့ရဲ့စကားလုံးတွေကပဲအဆုံးဖြတ်ပေးသွားတော့မှာပါကဲပထမဆုံးလက်ကြတာတော့သမီးတော်ကြီးဂိုနီယာပေါ့သူကဘယ်လိုပြောလဲဆိုတော့အဖေကိုချစ်တဲ့ချစ်ကစကားလုံးတွေနဲ့တော့ဖော်ပြောလို့မရတော့အောင်ပါပဲတဲ့အသက်ရှူရက်သွားမတဲ့စကားမပြောနိုင်တော့အောင်ကိုချစ်ပါတယ်ဒါကတော့ဖယင်ကြီးလေးကကြားကျင်နေတဲ့ချက်ကားပြောဆိုမှုမျိုးအတိအကျပါပဲနောက်တစ်ယောက်ဒုတိယသမီးတော်ရေကောင်ကလည်းသူ့အမကိုအသာစီမခံပါဘူးသူကတဆင့်ကျက်ပြီးတော့အဖေကိုချစ်တဲ့အချစ်ကလေးကြံတဲ့ပျော်ရွှင်မှုအလုံးကိုရန်သူလိုသဘောထားပါတယ်ဆိုပြီးကြီးညာလိုက်ပါလေရောဒါဟာဟန်ဆာမှုတတ်ဆိုတာရှင်းနေတာပဲလေအမနှစ်ယောက်ရဲ့ချိုအီနီရဲ့စကားတွေကြားမှာလူတိုင်းကအလားတူမြောက်ပင့်စကားတွေကိုပဲမျှော်လင့်နေကြတဲ့အချိန်ဘီယင်ကြီးရဲ့အချစ်ဆုံးအတဲအချာတမီးငယ်ကော်ဒီလီယာအတော့အားလုံးကိုတုံလို့တွားစမဲ့စကားခွန်းလေးကိုပဲပြောခဲ့တာအဲ့ဒါတော့ဘာမှမရှိပါဘူးဗျာဘီယန်လျောက်တက်တော့ဘာမှမရှိဆိုတဲ့စကားကဇော်ကလိုက်တာနဲ့အတူတူပါပဲသူ့ရဲ့မာနကဘာကိုတောင်းဆိုနေလဲဆိုတော့အချစ်ဆိုတာဟန်ဆောင်ပြရမယ်ချဲ့ကားပြောရမယ်ဆိုတာကိုပဲလေဒီလိုရိုးရိုးသားသားအမှန်တရားကိုသူလက်မခံနိုင်ခဲ့ဘူးဒါကြောင့်ပဲသူ့သမီးငယ်ကိုဒေါတာတက်ကြီးနဲ့ထပ်ပြောစမ်းလို့အမိန်ပေးခဲ့လာပေါ့အဲ့ဒီဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ပဲဘီယန်လီယာဟာသူ့ရဲ့ကံကြမ္မာတစ်ခုလုံးကိုပုံဖော်လိုက်တာပါပဲသူသစ္စာရှိဆုံးသမီးငယ်ကော်ဒီလီယာကိုအမွေဖြတ်ဆုံးဖြစ်ခဲ့တယ်ပြီးတော့အမှန်တရားကိုပြောရတဲ့တူတဲ့သောသစ္စာရှိအကြံပေးကင့်ကိုလည်းနိုင်ငံကနေနင်းထုတ်လိုက်တယ်ပြောရရင်တော့ကြေကွဲမှုရဲ့မျိုးစစ်တွေကိုကိုယ်တိုင်ပဲကျဲချလိုက်တာပါပဲဘီယန်လီယာရဲ့အဖြစ်စုကတဏီယာထဲမှာဖြစ်နေတာမဟုတ်ပါဘူးသူ့ရဲ့ဆက်လန်းနဲ့အပြိုင်နောက်ထပ်မိသားစုတစ်ခုမှလည်းအလားတူသစ္စာဖောက်မှုတွေဖြစ်နေခဲ့တယ်အဲ့ဒါကတော့ဂလော့စတာမြို့စားနဲ့သူ့ရဲ့သားနဲ့ရောအက်ကာနဲ့အက်ဒမွန်တို့ရဲ့ဇလန်းပါပဲဒီဒုတိယဇလန်းရဲ့အဓိကဇာတ်ကောင်ကတော့အက်ဒမွန်ပါသူကဂလော့စတာမြို့စားရဲ့တရားမှုဝင်သားအဲ့ဒီအဆင့်အတန်းကိုသူလုံးဝမကျင်ဘူးဒါကြောင့်လူအတိုင်းဝိုင်းကချမှတ်ထားတဲ့ဥပဒေတွေကိုမထီမဲမေပြပြီးအမွေဆက်ခံခွင့်အပြည့်ရှိတဲ့သူ့ကိုအက်ကာရဲ့နေရာကိုလူယူဖို့ကြံစီပါတော့တယ်သူ့ရဲ့ခန်းစားချက်တွေကိုဒီစကားတွေမှာအတိုင်းသားတွေ့နိုင်ပါတယ်။သူကလူဖွေစီကသူ့ကိုတက်ပေးလိုက်တဲ့ထရားမဝင်ဆွဲတင်စိတ်ကိုပြန်ပြီးစင့်ခေါ်လိုက်တာပဲ။သူကလူတွေလို့ထားတဲ့ဥပဒေကိုမယုံဘူး။တဘာဝတရားကိုပဲကိုးကွယ်မယ်။ပြီးတော့သူ့ကိုအက်ကရဲ့အမွေကိုရအောင်ယူမယ်လို့ကြုံဝါခဲ့ပါတယ်။သူ့ရဲ့အကြံစီကတကယ်ကိုရက်ဆက်ပြီးထိရောက်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့အကိုဖြစ်သူအက်ကာကဖေးရင်ကိုတတ်ဖို့ကြံနေတဲ့ဆိုတဲ့ပုံစံမျိုးနဲ့စာတစောင်းကိုအတုလုပ်ပြီးသူ့အဖေကိုပြလိုက်တယ်။အန်အောဆရာအကောင်တာကဘလီယန်လီယာလိုကဂလော့စတာမျိုးစားဟာလေဒီလိုလိန်ညာမှုကိုအလွယ်တကူပဲယုံကြည်သွားခဲ့ပြန်ပါတယ်။ဒီနေရာမှာပဲဇလာနှစ်ခုကဘလောက်တောင်တူနေလဲဆိုတာကိုတွေ့ရမှာပါ။တစ်ဖက်မှာဘီယန်လီယာကမြောက်ပင့်ပြောရဲ့သမီးတွေကိုယုံသစ္စာရှိရဲ့သမီးငယ်ကိုနှင်ထုတ်နောက်တစ်ဖက်မှာကျတော့ဂလော့စတာကလိန်ညာတဲ့သားကိုယုံသစ္စာရှိရဲ့သားကိုဖမ်းဖို့အမိန့်ပေးပြောရရင်ဖခင်နှစ်ယောက်စလုံးက
အမှန်တရားကိုလုံးဝမမြင်နိုင်တော့အောင်မျက်စိကွယ်နေကြတာပါပဲကဲဘယင်လီယာဘက်ကိုပြန်လဲကြည့်လိုက်ကြအောင်သူကိုယ်တိုင်လဲလွတ်လိုက်တဲ့အာနာကသူ့စီကိုဘလို့ပုံစံနဲ့ပြန်လာပြီးဒုက္ခပေးမလဲဆိုတာကိုအခုမြင်တွေ့ရတော့မှာပါ ဘင်းဆိုတဲ့ဘွယ်နာမည်ပဲကြံတော့တယ်တကယ်အာနာကတော့လက်ထဲမှာမရှိတော့ဘူးအဲ့လိုအခြေအနေနဲ့လီယာဟာသူ့ရဲ့နောက်လိုက်သူရဲကောင်းတရားနဲ့အဲ့တူသမီးကြီးဂိုနီယာရဲ့ရဲတိုက်စီကိုရောက်လာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီမှာသူ့ကိုစောင့်ကြိုနေခဲ့တာကနှွေးထွေးတဲ့ကြိုဆိုမှုမျိုးလုံးဝမဟုတ်ခဲ့ပါဘူး အခုမှဂူနီယာရဲ့အယောင်အစ်စ်ကပေါ်လာတာပါပဲ။ तू ကဘာလုပ်လဲဆိုတော့အဖေဖြစ်သူလီယာရဲ့သူရကောင်းတွေဟာစူပူချမ်းသာတယ်လို့ဆွဆွဲတယ်။ပြီးတော့သူ့ရဲ့အစ်စ်ကန်တွေကိုဘီယင်ကိုမလင်းမစားဆက်ဆံဖို့အမိန့်ပေးတယ်။သူ့ရဲ့ချက်ကရှင်းရှင်းလေးပါပဲ။လီယာရဲ့ကြံရှိနေတဲ့ဂုံတခါနဲ့အခွင့်အာဏာတွေကိုလုံးဝချက်စီးပစ်ဖို့ပါပဲ။နောက်ဆုံးတော့ထိတ်တိုက်ရင်ဆန်မှုကရှောင်လွဲလို့မရတော့တဲ့အခြေအနေကိုရောက်လာပါပြီ။ဟိုးရင်ကသူ့ကိုအချစ်ဆုံးမလို့ပြောခဲ့တဲ့သမီးကအခုတော့သူ့ရှေ့မှာသူရဲကောင်းတစ်ဝက်ကိုထုတ်ပယ်ပြဖို့တောင်းဆိုလာပါပြီ။အာနာချင်းခွင်ယာကလုံးဝကိုပြောင်းပြန်ဖြစ်သွားခဲ့ပြီဆိုတာရှင်းနေပါပြီ။သစ္စာဖောက်ခံရလို့ဒေါသတွေဖောက်ကွယ်သွားတဲ့ဘင်လီယာဟာသူ့သမီးကိုမြုံသွားပါစေဆိုပြီးကြောက်စရာကောင်းတဲ့ချိန်စာတွေတိုက်ခဲ့ရပါတယ်။ဒါပေမဲ့ဒီစကားတွေကကြောက်ဖို့ကောင်းပေမဲ့တကယ်တမ်းမှာတော့သူ့မှာဘာအာဏာမှမရှိတော့ဘူး။စကလုံးတွေကလွှဲရင်ဘာလက်နက်မှမကြံတော့ဘူးဆိုတာကိုပဲတသက်ပြတ်နေခဲ့ပါတယ် အချိန်ကာလအဖြစ်ကြည့်ရင်ရက်အနှင်းငယ်အတွင်းမှာပဲဖြစ်သွားတာပါအရာအလုံးကိုပိုင်ဆိုင်တဲ့ဖီရင်တစ်ပါးပွားကနေအခုတော့အာနာမဲ့ပြီးတစ္ဆာဖောက်ခံလိုက်ရတဲ့ဖေခင်တယောက်အဖြစ်ကိုကြာဆင်းထွားခဲ့ပါပြီအခန်းတက်ကရဲ့အဆုံးမှာတော့သူဟာတွေ့ဒုတိယသမီးရီကန်စီမှာတော့ကရုဏာတရားရှိမှာပါဆိုတဲ့မျှော်လင့်ချက်လေးနဲ့ထွက်ပြေးသွားခဲ့ရပါတယ် ဒါနောက်ဆုံးမှဒီမီးဟုံးလေးကိုခြံထားခဲ့ခြင်းပါတယ်တကယ်မျက်စိမမြင်ရတဲ့မျက်ကန်တယောက်ဖြစ်ရတာနဲ့အမှန်တရားကိုမမြင်နိုင်တော့အောင်မျက်စိကွယ်နေတာဘယ်ဟာကပိုပြီးဆိုးပါတယ်လဲဘေယန်ဂျီလီယာပြဇက်ကတော့ရှင်းရှင်းလင်းလင်းသက်သေပြနေပါတယ်မာနာနဲ့လင်ညာမှုတွေကနေဖြစ်လာတဲ့မျက်စိကွယ်ခြင်းဟာနိုင်ငံတော်တစ်ခုလုံးကိုဖျက်ဆီးပစ်နိုင်လောက်တဲ့အထိအင်အားကြီးမားတယ်ဆိုတာကိုပါပဲ